ပဲမင်္ဂလာပါဗျာကဲ AI နည်းပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ဒီနေ့မှာတကယ့်ကိုအမိုက်စားသတင်းတစ်ခုရှိပါတယ်ခင်ဗျအဲ့ဒါကတော့ Google Gemini ရဲ့လုံးဝကိုယူလောက်စရာကောင်းတဲ့ update အသစ်ကြီးထွက်ရှိလာတာပဲဖြစ်ပါတယ်ဒီတစ်ခေါက် update ကလေအပြင်ပန်းဒီဇိုင်းလေးပဲပြောင်းသွားရုံနဲ့မဟုတ်ပါဘူးဗျာအဓိကဘာလဲဆိုတော့သူ့ရဲ့အတွင်းထဲမှာဘသူမှတတိမထားမိပဲနဲ့လျှို့ဝှက်ထည့်ပေးထားတဲ့ model အသစ်ဆက်ကြီးတစ်ခုပါလာတာပါပဲကဲပထမဆုံးအနေနဲ့ Gemini app ကိုဖွင့်လိုက်တာနဲ့တင်အရင်ကလိုမျိုးခလုတ်တွေရှုပ်ပွားမနေတော့ပဲနဲ့လုံးဝကိုတိတ်ရက်သွားတာကိုတွေ့ရမှာပါခင်ဗျအောက်ခြေကစာရိုက်တဲ့နေရာလေးဆိုရင်လည်းစေးတောင်ပုံစံ pill shape လေးပြောင်းသွားပြီးတော့စာရိုက်လိုက်တာနဲ့တပြိုင်နက်နောက်ခံ background ကအယောင်နေပါလိုက်ပြီးလှုပ်ရှားနေမှာဖြစ်ပါတယ်ပြီးတော့ဗျာဘယ်ဘက်က plus ခလုတ်လေးကိုတစ်ချက်လောက်နှိပ်လိုက်ရုံနဲ့တဲ့ deep research တို့ canvas တို့နဲ့ notebook စတဲ့တကယ်ကိုအသုံးဝင်လာတဲ့ tools တွေကိုဟိုဒီလိုက်ရှာနေစရာမလိုတော့ဘဲနဲ့တနေရာထဲမှာတင်တန်းပြီးတော့သုံးနိုင်တော့မှာဖြစ်ပါတယ်ကဲအခုဆိုရင်တကယ်အဓိကအပိုင်းကိုရောက်လို့လာပါပြီဗျာဘယ်ဘက်အပေါ်နားလေးမှာရှိတဲ့ drop down ခလုတ်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ဆိုရင်လက်ရှိသုံးစွဲသူတချို့စီမှာ Gemini 3.2 Flash ဆိုတဲ့ model အသစ်ဆက်ကြီးကိုလှမ်းပြီးတော့တွေ့ရပါလိမ့်မယ်ဒါကလေ Google ဘက်ကနေတရားဝင်မကြေညာသေးဘဲနဲ့ user တွေစီကိုတဆင့်ချင်းစီတဖြည်းဖြည်းချင်းချပေးနေတာပဲဖြစ်ပါတယ်ဒီ model ကဘာလို့ဒီလောက်တောင်မိုက်နေရတာလဲဆိုတော့ဗျာအရင်ကထွက်ခဲ့တဲ့ standard flash model တွေလိုမျိုးလုံးဝမဟုတ်တော့လို့ပါပဲအထူးသဖြင့်ကုန်တင်ရေးတဲ့နေရာတွေမှာပဲဖြစ်ဖြစ်အချက်အလက်တွေကိုလိုက်ပြီးရှာဖွေရတဲ့နေရာတွေမှာပဲဖြစ်ဖြစ်တကယ်ဈေးကြီးပေးရတဲ့ pro model ကြီးတွေနီးပါးကိုပဲညံရင်ညံသွေးကထက်မြက်လာလို့ပါပဲခင်ဗျဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးပို့ပြီးတော့လေတိတိတာတာကြီးကိုညံဆန်တွက်လက်လာခဲ့တာဖြစ်ပါတယ်နောက်ထပ်လုံးဝကိုအလန်းစားဖြစ်သွားတဲ့အချက်တစ်ခုကတော့ဗျာ extended reasoning ဆိုတဲ့ feature အသစ်လေးပါလာတာပါပဲအကယ်၍ကိုကအဖြေကိုခက်မြင်မြင်လေးပဲလိုချင်နေဆိုရင်တော့ရိုးရိုးမုံနဲ့တင်အဆင်ပြေပေမဲ့ပို့ပြီးတော့နက်တွေးခေါ်ခိုင်းခြင်းတဲ့အခါမျိုးမှာဆိုရင်တော့ခလုတ်လေးတစ်ချက်ကိုနှိပ်လိုက်ယုံနဲ့တင် Gemini ကိုအရင်ကထပ်ပို့ပြီးတော့တော်အောင်လုပ်လို့ရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒါရင်မဲလားဆိုတော့မကသေးပါဘူးဗျာ site bar နားလေးမှာဆိုရင် agents beta ဆိုတဲ့ tab အသစ်ဆက်ကြီးတစ်ခုပေါ့ထပ်ပြီးတော့ပါလာပါသေးတယ်တကယ်တော့လက်ရှိအချိန်မှာတော့အထဲမှာအလွတ်ကြီးဖြစ်နေသေးတယ်ဆိုပေမဲ့လည်းနောက်ပိုင်းကျရင်တော့ဗျာတင့်ကူစား email တွေလှမ်းပို့ပေးတာမျိုးဒါမှမဟုတ် calendar မှာရက်ချိန်တွေကိုအလူအလျောက်မှတ်ပေးတာမျိုးစတဲ့အလွတ်မျိုးစုံကို Gemini ကိုယ်တိုင်ကပဲဝင်ပြီးတော့လုပ်ပေးတော့မယ်တကယ်ကိုကောင်းမွန်တဲ့လက္ခဏာရကြီးတစ်ခုပဲဖြစ်ပါတယ်ကဲအခုပဲသင်ဖုန်းထဲက Gemini app ဒါမှမဟုတ် computer browser ကိုချက်ချင်းလေးဖွင့်ပြီးတော့ဘယ်ဘက်အပေါ်ထောက်လေးကိုလှမ်းပြီးစစ်ကြည့်လိုက်ပါဦးဗျာသင်ကဒီ Gemini 3.2 Flash version အသစ်လေးကိုရနေပြီလားဆိုတာကိုအောက်က comment မှာဝင်ပြီးတော့ပြောခဲ့ပေးပါဦးခင်ဗျာအခုလိုမျိုး AI နည်းပညာသတင်းတိုတွေနဲ့တကယ်ကိုအသုံးဝင်လာတဲ့အသုံးချနည်းလမ်းတွေကိုအမြဲတမ်းစောင့်မျှော်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့လုံးဝမမိပါနဲ့တော့ဗျာကဲနောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးပဲတာယာပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေဗျာ